အားလုံးပဲမင်္ဂလာပါနော်တက်ရှိပြည့်ရဲ့တက်ကလေးလေးရှိကြမယ်နော်မှာတက်ရှိလေးချင်းလေးလောက်ကိုရအတွက်လည်းဘောလုံးနဲ့ဖော်ပြပေးထားရတော့ free in ဟိုထားပြီးတော့ free out ပေါ့နော်ဒါလေးပေါ့ဒါလည်းပဲဟောနော်တက်ရှိလေးချင်းလေးပုံမှန်လုပ်ပေးပါလို့တော့ပထမအဆုံးကတိုက်တွန်းချင်တယ်ပေါ့နော်ဒီနေ့ပြောချင်တဲ့စကားလေးကတော့ဟောပါနော်ခုမှလာပြီးတော့မှရင်ဖွင့်ကြတယ်ရင်ဖွင့်ကြအင်တာနက်နဲ့ပတ်သက်ပြီးတော့နော်ဟောပါနော်သုံးဝိဆိုင်ဇလန်နေသူ့ရဲ့ဇလန်နေလာပြီးတော့ခုရင်ပွေးကြတယ်။ကျွန်မ blind တာပဲလုပ်ချင်တာပါရှင်။အင်တာအကြံပေးနေမလုပ်ချင်ပါဘူး။ဒါပေမဲ့ကြုံလာတော့လေပြောရတော့တာပါနော်။ဆိုတော့ဟောကတော့ခုခေတ်မှာကကျတော့ဖောက်ပြန်မှုတွေတော်တော်များများတော့ဖြစ်ကြတာနော်။ဖောက်ပြန်ကြတယ်။နော်အမျိုးသားတွေဖောက်ပြန်တယ်။မြို့သမီးတွေဖောက်ပြန်ကြတယ်။အဓိကတော့ပါလဲဆိုတော့ဒီအိမ်နောက်ခုမှမပြောလာတော့မပြောရှင်းကြတော့ဘူးနော်။အဓိကတော့ညီမလူမျိုးတွေကဘာဖြစ်လဲဆိုတော့နော်ဟောနော်သူနဲ့ကိုယ်နဲ့မသိခင်ချစ်သူကြီးစားဘာမှမရောက်ခင်တော့ကြာနော်သူနဲ့သူကိစ္စနဲ့သူကိုယ်နဲ့ကိုယ်ကိစ္စနဲ့တိတ်ပြီးတော့မှဘာမှရှိကြအောင်နော်အာယုန်တိတ်ဆွဲလည်းမရှိကြဘူးကွာပြောလို့ရှိရင်ဆွဲမဆွဲလားသူကိစ္စနဲ့သူကိုယ်ကိစ္စနဲ့တိတ်ပြီးတော့အာယုန်နဲ့မထားကဲလို့ပတ်သက်မိသွားကြပြီချစ်သူကြီးစားသမီးစားဘော်တွေရောက်သွားကြပြီပြီးတော့ရင်အိမ်တော်ပြုတ်သွားဆိုပို့ဆိုးတယ်ကွာအိမ်တော်ပြုတ်သွားပြီဆိုရင်သူကလည်းငါအပိုင်းနော်အမျိုးသားလည်းအမျိုးသမီးကငါရဲ့အပိုင်းမျိုးသမီးရတယ်မျိုးသားငါတယောက်တည်းအတွက်ပဲငါအတွက်ပဲပိုင်နေကျွန်တော်တို့လည်းဘယ်သူနဲ့မှအောင်းနေဆက်ဆောင်မလုပ်ရတော့ဒီလိုမျိုးရှိအတ္တတွေပေါ့နော် ego တွေပါလာတဲ့ခါကျတော့နောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုတော့အိမ်အောင်ကြီးမှာဆိုရင်ဒါ toxicity ဖြစ်လာကြတယ်နော်အဓိကတော့ဟိုတယောက်နဲ့တယောက်ကကျတော့ချစ်တာတော့ချစ်တာပါဒါပေမဲ့အတ္တတွေပေါ့နော်အတ္တတွေ ego တွေနဲ့ချစ်ကြတဲ့ခါကျတော့မျိုးသားမှလည်းပဲသူတို့အတွက်တီးတဲ့အချင်းဆိုတာလိုအပ်တယ်ပေါ့နော်မျိုးသမီးမှလည်းသူတို့အတွက်အတီးတဲ့အချင်းဆိုတာလိုအပ်တယ်နောက်ကလေးကြရဲ့အမျိုးသမီးရဲ့ချစ်တာတွေကလည်းအမျိုးသားအတွက်ဘာတွေဖြစ်သွားလဲဆိုတော့ဟုတ်လားဘယ်လိုပြောရမလဲထုတ်ချင်မှုတွေလို့ထင်နိုင်တယ်နော်ထုတ်ချင်တယ်ပေါ့ဟိုညလည်းမသွားနဲ့ဒီညလည်းမသွားနဲ့နော်အိမ်မှာဆိုအရင်ထုတ်ချင်မိမပြီးတော့ဖုန်းတွေယူစစ်တာသူရဲ့ personal case တွေဖုန်းတွေယူစစ်တာတွေပါတယ်လေဒါကလည်းပဲညီမမျိုးသမီးတော်တော်များများကလောက်ကြရတယ်ပေါ့နော်မျိုးသမီးလည်းသူရဲ့ personal time ဆိုတာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကြာသူတကယ်ချင်းနေပြင်သွားတာရှိမယ်တောက်တာစားတာရှိမယ်ပြီးတော့ဒီမှာတားပြီးတော့မှတချင်းဆိုတာပေါ့နော်ခမလေးနဲ့ဖတ်တာလို့ပါလဲဖြစ်ချင်တယ်ဖြစ်နိုင်မှာဒါပေမဲ့ဒီလိုလောက်တာပါလေဒါကဖောက်ပြန်တာတော့မဟုတ်ဘူးပေါ့နော်ဖောက်ပြန်တာတော့မဟုတ်ဘူးနော်ဒါလေးကိုလည်းမျိုးသမီးဘက်ကနားလေဖွင့်လို့ပြရမယ်နော်နောက်ပိုင်းနောက်ခုကျတော့ပါပြောချင်တယ်ဆိုတော့လူမျိုးတွေ့ဆုံခြင်းဟာဘာဖြစ်နိုင်လဲဆိုတော့နော်လူမျိုးတွေ့ဆုံခြင်းမှာဆိုတော့ဒါကလည်းပဲ timeline နော် timeline ဆိုတာရှိတယ်ပေါ့နော်အချိန်ဆိုတာရှိတယ်နော်ဟိုအတွက်ဒီချိန်မှာလာပြီးတော့တွေ့ဆုံကြတယ်အချိန်တိုင်းနဲ့ပြကြရင်နော်ပြည့်ရတဲ့ကကွာရှင်းပြက်စဲတာတွေရှိနိုင်တယ်ပေါ့နော်ဝေငငယ်တော့ရှိတယ်ပေါ့လေမူလာတန်းကြောင်းတက်တယ်လေတန်းတက်တယ်ပေါ့ဒါလေးကြရင်ငယ်ကြီးတွေကဒီနော်ဒီမူလာတန်းမှာတုံးတယ်ဒါပေမဲ့လေတန်းရောက်သွားတဲ့ခါကျငယ်ကြီးတွေကပါခြင်းမလည်းမပါလာနိုင်တော့ဘူးနော်ဒါချင်းနေတယ်ဒါဆိုလူမျိုးတွေ့ဆုံခြင်းမှာလည်းပဲဒါအချိန်ကြီးရှိတယ်ပေါ့နော်နောက်တစ်ခုကတော့အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့မှဖောက်ပြန်မှုတွေကြုံလာတဲ့အခါမှာဆိုရင်ဘာလို့တင်လဲဆိုတော့ကိုကဒါကိုလက်ခံလိုက်ရမယ်အမျိုးသမီးအနေနဲ့မျိုးသားကဖောက်ပြန်နေပြီဆိုရင်လည်းဒါကဘာလို့ရမလဲလက်ခံရမယ်ဒီပစ္စည်းကိုရှောင်ရင်းနေလို့မရဘူးတက်ရေးဆိုင်ရမယ်နောက်သူဖောက်ပြန်နေဘာကြောင့်ဖောက်ပြန်တာလဲဘာကြောင့်ဖောက်ပြန်ငါတော့ကောင်းနေတာနဲ့နော်မမဘာမှအပြစ်မရှိဘဲနဲ့ဒီဘာကြောင့်ငါ့ကိုနော်လုံးရတာလဲဒါကိုသွားပြီးတော့မှတိတ်ပြီးတော့မှစိတ်လုံးနဲ့မှသွားပြီးထည့်နေကြတယ်ပေါ့ဖောက်ပြန်ဒါကိုလက်ခံရသူဘာကြောင့်ဖောက်ပြန်တာလဲဖောက်ပြန်ရဲ့အကြောင်းရင်းကိုဘာလို့လဲရှာရနော်ရှာမယ်ပြီးတော့ရင်သူ့ကိုလည်းသိချမိမယ်သူနဲ့ခေါ်တဲ့ရှေ့ဆက်နိုင်တယ်လားနော်သူလည်းသိချမိမယ်ဒါနှစ်ယောက်သားတိုင်ပင်ရမယ်ကိစ္စတွေပါနော်ပြောလို့ဆိုရင်သူခုနဲ့ရှေ့ဆက်သွားဖို့ရဲ့အတွက်နော်သူ့အတွက်ကိုပြောရှင်းရမလားဟိုအားကိုစုပ်ကင်ထားရတဲ့အတွက်ကိုယ့်အတွက်ကိုဒါပြောရှင်းလို့ရှိပါမယ်ကလေးတွေရှိတဲ့အတွက်ရှိတဲ့တကယ်တော့နော်ဒါပြီးတော့နော်ကလေးကိစ္စကတော့ခဏထားမယ်လောလောဆယ်မှာဒီလိုမျိုးဖြစ်နေတဲ့ကိစ္စကိုကရင်ဆိုင်ရမှာပဲရင်ဆိုင်ရမယ်ဆိုတော့သူ့ကိုသူနဲ့ကိုနဲ့ညှိနှိုင်းတိုင်ပင်ရမယ်ကွာသူကိုနဲ့ဆက်ပြီးတော့မှတည်ရှိနေတဲ့အခါသူ့အတွက်ပြောရှင်းရမှာကိုကရောကိုအတွက်စိတ်မပါတဲ့သူတရားကိုကိုကဆွဲပြီးတော့မှခေါ်ထားတဲ့အခါမှာရောကိုအတွက်ကပြောရှင်းရပါမလားနော်ခလီတိုင်း let's go လုပ်တယ်နဲ့လုပ်ရမှာလေနော်မှုလုပ်တယ်နဲ့လုပ်ရမှာပဲဒီအချိန်မှာနော်ဟိုအချိန်တိုင်းတာတစ်ခုမှာတော့ဝမ်းနေရလိမ့်မယ်နော်ဒီလိုမျိုးပါဟို
စောက်ပိုင်ထားရတာပူတယ်မိခဲတကယ်ကလူတွေကစောက်ပိုင်ထားတာကမိခဲကပူကြားတိုင်းကဒီမိခဲရဲ့ပူလောင်မှုတံလက်ကပေါ့နော်ခဏကိုပေါ့ပြီးတော့စိတ်နှလုံးအောင်လိုက်ပြန်မှခံစားနေရဆိုတော့အဲ့ဒီဟာကြီးကိုဘာလို့ကမလဲရေရှည်ပေါ့နော်ရေရှည်ဒီလိုမျိုး toxic relation တခုကြီးကိုသူကဆက်ပြီးတော့စောက်ပိုင်ထားမှာလှုပ်ချမှာလားနော်စောက်ပိုင်ထားမှာဆိုရင်တော့ဒါစောက်ပိုင်ထားမယ်ဆိုရင်ဒါတသက်လုံးနော်တသက်လုံးကတော့ဒီတန်စားချက်စီဒီပူလောင်မှုဝေဒနာတွေရတော့ခံစားနေရတာပဲနော်အဓိကစဉ်းစားအောင်ကိုယ့်ရဲ့ brain ရဲ့ heart brain ရဲ့နောက် inner brain နော်ဒီသုံးခုကနေစဉ်းစားရမယ်ငါဒီလိုတရားကိုထပ်ပြီးတော့ဆက်ပြီးတော့မှဆွဲထားမယ်ဆိုရင်ငါဘဝတော့ပျော်ရွှင်ရပါလားသူရောစိတ်ချမ်းသာရပါလားနောက်တစ်ခုသားသမီးတွေရှိပြီဆိုတာသားသမီးရောဒီကလေးရအောင်ပျော်ရွှင်ရပါမယ်ဒီတအိမ်ထဲမှာနေပြီးတော့မှနေလိုက်ပြန်ဖြစ်နေမယ်နောက်နေ့ကလေးကရဖြစ်နေတဲ့ကိစ္စကြီးကိုဆက်လက်ပြီးတော့ဆွဲထားမှာလားဒါမှမဟုတ်လွတ်ချတဲ့လွတ်ချရပါလားနောက်သူဖောက်ပြန်နေပြီနောက်ထပ်တရားပေါ့နော်ဒီစလိုက်ကြော်သွားလို့ကိုယ့်ရဲ့အိမ်တော်လေးကိုစလိုက်ကြော်သွားလို့တခြားတရားကိုသွားပြီး brain နေစရာမလိုဘူးနော်ကိုယ့်ရဲ့ကိစ္စကိုကိုယ့်အကူပဲပြန်ပြီးတော့မှစိတ်ဆန်းစင်ချင်တယ်ဟုတ်နော်ကိုယ့်မျိုးသားကိုလည်းကိုယ်တခြားမေးပါကိုယ့်မျိုးတခြားမေးနေငါ့ကိုဆက်ပြီးတော့မှတယောက်စီရှိသေးတယ်နော်တာသမီးမျိုးပါလေဒီလူနေရာကပြေဆုံးမှုပါဆိုချစ်လို့ယူခဲ့ကြတာပဲယူခဲ့ကြပြီးတော့မှအခုကလေးတွေတော့ရနေကြပြီဆိုတော့နော်ဒါပေမဲ့အချိန်တိုင်းလာဖြစ်ကြတယ်ကလူသားကလည်းမျိုးသမီးကိုစိတ်ကုန်သွားတာရှိရေစက်ကြောင့်ပဲလာပြီးတော့ကြုံနေကြတယ်စိတ်ကုန်သွားတဲ့အချိန်ရှိတယ်မျိုးသမီးရတယ်လူသားပေါ်မှာစိတ်ကုန်သွားတဲ့အချိန်ဆိုကြုံရကြုံနေကြတာပဲအခုခေတ်မှာဆိုပိုပြီးတော့ဖောက်ပြန်နေတယ်အများကြီးကြတာပဲဆိုတော့နှစ်ယောက်တူတူတိုင်ပင်ရတယ်နော်ဒါကတော့တခြားဘာမှမသိတဲ့လူကနော်ပတ်ဝန်းကျင်လူတွေတွားပြီးတော့မှတွားပြီးတော့တိုင်ပင်နေတာကတော့မကောင်းဘူးပေါ့အခြေအနေပေါ့နော်အဲကိုအတွက်ကြံ့ကြံ့ပေးနိုင်မယ်နော် wisdom နဲ့ wisdom လို့ခေါ်တဲ့ကြံ့ကြံ့ပေးနိုင်မယ်လူတွေနဲ့တိုင်ပင်ပေါ့နော်တိုင်ပင်နော်ကိုကကောင်းပြီမဲ့ကိုကမကောင်းတဲ့လူတွေကကိုဆက်ပြီးတော့မှဆွဲထားတဲ့ခါကျကိုအတွက်နာကျင်ရတယ်လေအဲဆိုရင်လွတ်ချတဲ့လည်းလွတ်ချရမယ်နော်let's go လို့တည်ရလို့ရမှာပေါ့နော်ဆက်ပြီးတော့ဆွဲထားတဲ့အတွက်ပူလောင်တဲ့အခါကျပူလောင်နေရမယ်အတူတူဒါစဉ်းစားရမှာပေါ့နော်ကာယကံရှင်မဟုတ်တဲ့ကြောင့်အမားတော့ပြောမှာပေါ့လို့ဆိုကောင်းဆိုနိုင်တယ်ဒါပေမဲ့ကိုကတော့အကြံဉာဏ်ပေးချင်တာပါနော်ဒီ relation တစ်ခုပေါ့ toxic relation တစ်ခုဆက်ပြီးတော့ဆွဲထားတဲ့အခါမှာကိုယ့်အတွက် toxic ဖြစ်နေတဲ့ relation တစ်ခုကိုဆက်ပြီးတော့မှဆွဲထားမှာလားနော်ဆွဲထားရင်ကိုယ့်အတွက်ပျော်ရွှင်ရပါမလားကိုပျော်ရွှင်ရမလို့ကိုလည်းမပျော်ရွှင်ရဘူး तू ကဟောကိုဘာမှစိတ်ဆန္ဒမရှိတော့တဲ့ကြောင့် तू ကပျော်ရွှင်ရပါဆိုတဲ့ဆိုတာမှာရှိတယ်ဆိုတော့ဘာလို့တဲ့လဲဆိုတော့ကိုယ်ကောင်းအေးနဲ့စဉ်းစားမယ်ကိုယ့်ရဲ့ brain ရဲ့ heart brain ရဲ့ inner brain ရဲ့ဆိုတာဒီအချက်၃ချက်ကနေစဉ်းစားပြီးတော့မှတွေးတော့မယ်ပေါ့နော်တွေးတော့မယ်အမှားတော့တွေးတော့ပြောချင်တယ်ပေါ့နော်တွေးတော့မယ်ပြီးတော့နောက်တစ်ခုပေါ့နော်အမှားပြောချင်တာကကြတော့အားလေးလဲဆိုတော့ဒီလိုမျိုးဖောက်ပြန်မှုတွေဖြစ်တယ်ဆိုတာကကိုရီးနိုင်ငံမှာမဟုတ်ပါနော်အိန္ဒိယမှာရှိတဲ့ဒီနော်ဒါမင်ဒရာနဲ့ဟီမာမာလီမင်းလို့ခေါ်တဲ့ဒီရန်ကိုအောင်မြင်ကြော်ကြားတဲ့လူပညာရှင်တွေကလည်းပဲဒီလိုမျိုးတွေဖြစ်ခဲ့ကြတယ်လူမျိုး case တွေရှိတယ်ဆိုတာနည်းနည်းလေးပြောပြချင်တာပါနော်ဒီဒါမင်ဒရာဆိုတာကဒါအိန္ဒိယမှာအရင်ကနည်းနည်းကြော်ကြားတဲ့လူရှင်တွေလားတရားဟီမာမာလီမင်းဆိုတာကလည်းဗာလဲဆိုတော့ဒီရန်ကိုချုံရလာပါပြီးတော့အောင်မြင်ကြော်ကြားတဲ့လူပညာရှင်တရားနော်ဒါမင်ဒရာကကျတော့သူကဒီလူပညာလောကတွေကိုဝင်ခဲ့မင်းသားမလုပ်ခင်မှာသူကပါပြီဆိုတော့သူကအိမ်နောက်ပဲကလေးလေးရှိတယ်ပေါ့နော်ကလေးတော့ရောက်အဖေကလေးလေးရောက်အဖေပေါ့နော်ဆိုတော့သူကဒီဟီမာမာလီမင်းလို့ခေါ်တဲ့ဒီမင်းသမီးလေးနဲ့လာပြီးစုံတွေ့ရတဲ့အခါပထမဆုံးကသူကပေါ့နော်ဒီတိုင်းပေါ့နော်ဟဲဒီမင်းသမီးလေးကလှလိုက်တာတော်တော်လေးလှပါတယ်ဟီမာမာလီမင်းတော်တော်လေးလှတယ်သူကဘိုင်းကောင်းကြောက်ပြီးနေနေထိုင်ခဲ့ရတဲ့အမျိုးသမီးလေးပဲနော်အတိုင်းဝိုင်းလိုက်ခက်ကြည့်ကြည့်တယ်ဒါပေမဲ့သူတို့မျိုးစုံတွေ့ရတဲ့အခါကျတော့ဘာဖြစ်သွားလဲဆိုတော့သူတို့မျိုးကချစ်ကြိုက်သွားကြတယ်ချစ်ကြိုက်သွားတဲ့နောက်ပိုင်းကျတော့သူကလက်ထပ်သွားကြတယ်ပေါ့နော်ဆိုတော့သူတို့နိုင်ငံမှာကျတော့သူကဘာဆိုရင်ဒီဘာသာပြောင်းတော့မှသူကဟိတ်ပေါ့နော်ဟိန္ဒူဘာသာကနေတော့မှဒီအစ္စလာမ်ဘာသာကိုပြောင်းသွားအစ္စလာမ်ဘာသာမှာကျတော့သူကမျိုးပေါ့နော်မျိုးသားတွေကစား၄ယောက်နဲ့တော့ယူပြီးရှိတယ်ကျတော့သူကဟိုပြောင်းသွားပါနော်ဒီလူပြောရမယ်ဘာသာပြောင်းတော့မှယူသွားကြတယ်ဟိုပေါ့နော်ဒီတာမင်ဂျွာရဲ့အမျိုးသမီးကကျတော့မကွာပြီနော်ကလေးလေးကမကွာပြီတဲ့ကြောင့်သူကဘာဖြစ်လဲဆိုတော့လက်ထပ်မှာပဲမင်းကွာပြီးငါတော့လက်ထပ်မှာပဲလို့နော်လက်ထပ်သွားကြတယ်လက်ထပ်မှာပဲဖြစ်တဲ့အကြောင်းကိုပြောပါဆိုတော့ဘာသာပြောင်းပြန်မှာလက်ထပ်သွားကြတယ်ဆိုတော့အဲ့ဒီမှာကြည့်ရအောင်ပေါ့ဒါကတော့ကိုကတော့
ဒီကတော့ observer အနေနဲ့ကြည့်တာပေါ့နော်ဒီအမျိုးသမီးကကြတော့ဒီအမျိုးသားပေါ့နော်ဒီ diameter ကသူ့ကောင်မှာစိတ်မရှိတော့တဲ့ခါကျတော့သူကမသွားဘူးသူဘက်ကကြည့်မယ်ဆိုလည်းပေါ့နော်သူဘက်ကဒီ diameter ရဲ့ဒီပထမအိမ်ဘက်ကကြည့်မယ်ဆိုလည်းနော်ဟိုကသူကကလေး၄ယောက်ရှိတယ်အဲ့ပြီးကလေး၄ယောက်ရဲ့ဟိုတောင်းလို့သူမယူနိုင်ဘူးနော်ဒါလည်းသူ့ကိုယ်ပေါ့နော်ဟို set confidence မရှိတာလို့ပြောလို့ရတယ်ပေါ့နော်ဒီလိုမျိုးစာချတော့သူကဒီအမျိုးသားကိုလည်းသူလက်မလုံနိုင်နော် gas ကိုမလုံနိုင်တဲ့ကြောင့်သူကဆွဲထားတယ်ကြောင့်သူလည်းပို့အောင်ရတာပဲဒါပေမဲ့ diameter ကလည်းသူကဖားနေတောင်းလို့ကြည့်ပါတယ်နော်ဒီမှာလေးမင်းနဲ့သူကပေါင်းဖက်တဲ့အတူတူနေတယ်ပြီးတော့ကလေးတွေနဲ့လာပြီးတော့မှဖားခင်ပြတဲ့ကြောင့်ဖားခင်တောင်းလို့ကြည့်လို့သူကတော့လာပြီးတော့မှကလေးနဲ့နေပြီးတဲ့ဟိုသူ့ရဲ့မြူတင်ကတော့စိတ်တော့မရှိတော့ဘူးနော်နောက်ဟိမလေးမင်းဘက်ကကြည့်မယ်ဆိုရင်သူကလည်းပဲနော်ဒီအမျိုးသမီးလေးကဟိုတခြားတော့ပြောမယ်ဆိုတော့ဒီမင်းသမီးကကြတော့သူကကြအရန်ကိုချုံမလောက်ပါတယ်အောင်မြင်ကြော်ကြားနေတာသူ့ကိုလာပြီးတော့မှကမ်းလှမ်းတဲ့သူတွေကနော်အရန်ကိုပတ်စံရှိတဲ့သူတွေပေါ့နော်ဒီအရာရှိပိုင်းတွေပေါ့နော်ပတ်စံရှိတဲ့တတိတကြွတွေလာပြီးတော့မှသူ့ကိုကမ်းလှမ်းတော်လည်းပဲသူကလက်မခံနော်တာမင်ဒရာဖြစ်တဲ့သူတွေကပေါ့နော်ဒီရေဆက်ရှိကိုလာပြီးတော့စုံကြပြီးတော့မှသူကပေါင်းဖက်သွားကြတယ်နော်အဲ့ဒီမင်းသမီးလေးဘက်ကကြည့်မယ်ဆိုရင်လည်းဒါသူ့ရဲ့ဝကျွေးလို့လည်းပြောလို့ရတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကကြတော့တယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့နော်ပေါင်းတင်နေထိုင်ကြတယ်တက်ဆုံးနိုင်မယ်နော်တာမင်ဒရာအခုတော့ပြန်နေသွားပြီတက်ဆုံးနိုင်လို့ပေါင်းတင်သွားတယ်ဒါပေမဲ့ဟိမလေးမင်းကကြတော့ပြောဆိုတော့နားလည်ပြီးတယ်ပေါ့နော်နားလည်ပြီးတယ်သူကဘာဖြစ်လို့ဆိုတော့ဒီမျိုးသားလေးသူကချစ်တာနော်ဒီမျိုးသားကိုချစ်တဲ့ကြောင့်မလို့သူကသူ့ရဲ့ဒီပထမအိမ်တော်နဲ့ရခဲ့တဲ့ကလေးတွေကိုတွားပြီးတော့သူကနော်ဟိုတွားပြီးတော့မှကလေးတွေကိုတွားတဲ့အချိန်မှာသူကနားလည်မှုပြီးတယ်ဒီလိုမျိုးလုပ်နိုင်ရင်တော့တမျိုးပေါ့နော်ဒီမျိုးလုပ်နိုင်မယ်ဆိုရင်တော့တမျိုးပါအခုဖောက်ပြန်ကြတဲ့ညီမလေးတွေမောင်လေးတွေနော်ဒီလိုမျိုးသူတို့လိုမျိုးလုပ်နိုင်နေဆိုတော့တမျိုးပေါ့တကယ်လို့မလုပ်နိုင်ဘူးဆိုရင်တော့ဘာလုပ်တင်လဲမှာ let's go လုပ်တင်တယ်ပေါ့နော် move on လုပ်တင်လုပ်ရမယ်နော် let's go လုပ်တင်တယ်လုပ်ရမယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်ပူလောင်ရတယ်လေဟိုဟိမလေးမင်းလိုမျိုးနားလည်မှုပေးနိုင်ရင်တော့တမျိုးနားလည်မှုပေးနိုင်လို့ဆိုရင်တော့အခုတည်းကနေပူလောင်ရမယ်နော် toxic relations နော် toxicity နော်ဒီကတော့ပူလောင်ရတဲ့ relationship ကြီးတော့အမှားကတော့ဆက်လက်ပြီးတော့မှဆွဲမထားစေချင်နော်ဆွဲထားစေချင်ဟုတ်တယ်မဟုတ်တော့တဲ့သူတွေကပေါ့ဟုတ်တယ်ဖြစ်တည်နေတဲ့သူဟုတ်တယ်ဖြစ်တည်နေတာမဟုတ်တဲ့လူတယောက်ကိုအလုပ်ပါလေဆွဲထားပြီးပြန်မယ်နော်ကိုချစ်မယ် self love စက်ကဲစက်ကိုပြတယ်ပေါ့နော်ကိုနော်လာပါပါလေးနေမယ်နော်ကိုရဲ့ဘဝတိုးတက်ချောင်းလေးကိုလုပ်မယ်လုပ်ပြီးတော့ရင်အချိန်တိုင်းတာတခုတော့ခံစားရမှာပေါ့ဒါပေမဲ့အချိန်တိုင်းတစ်ခုကြာမယ်သူ့ကိုမေ့နိုင်တော့မှာပါနော်ဒါကြောင့်မို့အမကတော့ဘာလိုမျိုးလေးအချိန်ပြုချင်တယ်ဆိုတော့နော်နေရာတိုင်နေမိပထမဆုံးနေရာတိုင်နေလုပ်မယ်နေရာစလုံးမှာဆက်လက်ပြီးတော့မှဆွဲထားဖို့မဖြစ်နိုင်တော့ဘူးဆိုရင်တော့လက်လွတ်ပါလို့တော့အမကတော့အကြံပြုချင်ပါတယ်နော်ဒါတော့အမရဲ့နော်လူတိုင်းကိုတော့ပြောမယ်ဆိုရင်တော့အားလုံးပေါ်မှာမေတ္တာစိတ်မေတ္တာမှန်နဲ့ချစ်တဲ့လူမျိုးလေးတွေပဲကြုံစေချင်တယ်ဒါပေမဲ့မေတ္တာစိတ်မေတ္တာမှန်နဲ့ချစ်တယ်ဆိုပေမဲ့ဒါပေမဲ့အချိန်တိုင်းနဲ့တွေ့ကြရင်လည်းပဲဒါကကြတော့ရေးဆက်ပုံသွားတဲ့ခါကျမှဒီချစ်တာတွေမေတ္တာတွေကတော့တိတ်ပြီးတော့မှချစ်တော့ပေါ့နော်ဒီစက်ပုံသွားတဲ့ခါကျဒီနေ့ကဘလို့မှနည်းချင်းဆိုင်လို့မရတော့အောင်ကိုမုန်းသွားရည်ရှိတာဒါကြောင့်မို့အမုန်းတွေနဲ့လမ်းခွဲကြမှာလားဒါမှမဟုတ်ရင်ကိုတို့နေအောင်တကယ်မင်းနဲ့နော်ဆွေးနွေးပြီးတော့မှလမ်းခွဲကြမှာလားနော်ဒါလေးကိုတော့အမတော့ချက်ပေးချင်ပါတယ်အားလုံးပဲကျမပြောရှင်ပြီးတော့မှပြောရှင်တာရတဲ့မိသားစုဘဝလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းနေတော့ကိုရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်နော်အားလုံးပဲနောက်ဗီဒီယိုလေးမှာတွေ့ကြမယ်အားလုံးပဲတတာ